おじさんこんにちは。こんにちは。今からお手伝いをします。はい、お願いします。はい。大丈夫ですか？はい、大丈夫です。ゆっくり出しましょう。はい。皆さん、こんにちは。ဒီနေ့မှာတော့ဂျပန်မှာခိုင်းကောအလုံးနဲ့လှုပ်ချင်တဲ့သူတွေအတွက်ဆရာတို့ကျောင်းမှာခိုင်းကော practical တန်းလေးဖွင့်ပြီနော် ဒီတန်းလေးကိုတော့ဖေဖော်ဝါရီလ2ရက်နေ့မှာဖွင့်မှာဖြစ်ပါတယ် ။ဒါအပြင် practical သီးသန့်သင်ပေးမှာဖြစ်ပြီးတော့ ။အင်တာဗျူး training ကိုပါထပ်ပေါင်းသင်ကြားပေးမှာဖြစ်လို့ တစ်ခုတည်းအောင်လက်မှတ်ရှိထားပြီးတော့လက်တွေပိုင်းကိုအဓိကထွေးနေတဲ့သူတွေအတွက် မဖြစ်မနေတက်ရောက်တဲ့အတန်းလေးပဲဖြစ်ပါတယ် ဒါအပြင်ပထမဦးဆုံးလာတဲ့10ယောက်ကိုလည်း10% discount ပေးမှာဖြစ်တဲ့အတွက်အများဆုံးလာရောက်လျှောက်ထားလိုက်တော့နော် ။အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့ page messenger နဲ့398822585558ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။